အဝင်မီသည့်ဂိမ်းမဆိုကစားရင်အိမ်ကနေဘယ်လိုငွေရှာနိုင်မလဲဆိုတာပြသပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာဒီ website နဲ့ပတ်သက်တဲ့အရာအလုံးကိုအသေးစိတ်ရှင်းပြပေးသွားမယ်အဲ့ဒါကြောင့်အချိန်မဆွဲဘဲဆက်လိုက်ရအောင်တင်လို့ရမှာကဗီဒီယိုဖော်ပြချက် Walker SAF မှာပါသည့် link ကိုသို့မဟုတ်အပေါ်ဆုံးအရှိမ ZFOSA အရှိပါဆိုကိုနှိပ်ရမယ်အဲ့ဒီ link ကိုနှိပ်ပြီးသွားရင်တင့်တယ်ချာငယ်ရမှာဒီလိုမျိုးစာမျက်နှာတစ်ခုပွင့်လာမှာဖြစ်ပါတယ်အရင်ဆုံးတင်ကိုယ်တိုင်အသစ်စရင်တွင် Renaissance ရမယ့်အကောင့်တစ်ခုလိုအပ်ပါတယ်အဲ့ဒါလုပ်ဖို့အတွက်အောက်ပါဆန်းငါတွေထဲမှာတင်ဖုန်းနံပါတ်နဲ့ Criteria ကိုထည့်ပါထိုးနောက်အောက်ကဆန်းငါမှာ Criteria ကိုထပ်မံထည့်ပေးပါကျွန်တော်ကတော့ရက်ချက်လက်တွေကိုကုန်မှန်ကန်စွာဖြည့်ပြီးသားဖြစ်ပါတယ်အချက်လက်တွေဖြည့်ပြီးရင်အောက်ကအလျော်ဆန်းငါကိုစစ်ဆေးပါထိုးနောက် Renaissance ကိုနှိပ်ပါတာဆိုတဲ့ Who All Set မှန်ကန်စွာစရင်သွင်းပြီးပါ၏ပင်မစာမျက်နှာအမှန်တကယ်ကောင်းငွေသွင်းခြင်းနဲ့ငွေထုတ်ခြင်းစာမျက်နှာဖြစ်သည့်မင်းနေရမီခလုံးတစ်ခုကိုတွေ့ပါမယ်ရှင်ပထမဆုံးငွေသွင်းတဲ့ပုံပြောပေးပါမယ်ရှင်ပြီးရင်ငွေထုတ်နည်းလဲပြပေးပါမည်ငွေသွင်းရမယ့်နေရာရှိငွေသွင်းခလုတ်ကိုနှိပ်လိုက်ရုံပဲနောက်ပြီးငွေသွင်းစာမျက်နှာသို့ခေါ်ဆောင်သွားမည်မင်းတလွယ်မှတစ်ဆင့်အလွယ်တကူငွေသွင်းနိုင်သည့်အော်တိုနဲ့လိမ့်လိုက်ပြီးငွေပမာဏကွက်ထဲမှာမင်းထည့်သွင်းလိုတဲ့ငွေပမာဏကိုရိုက်ထည့်လိုက်ပါပထမဆုံးငွေသွင်းမှုအတွက်မင်းရဲ့အထက်ပါဖော်ပြရွေးချယ်စရာများကိုရွေးရန်လိုအပ်ပါသည်မင်းဤပထမအငွေတွင်ကျပ်ငါ3သိန်း30အထိပြန်လည်ရရှိနိုင်ရန်ဖော်ပြပါမည်နောက်ပြီးအောက်ရှိဖို့ရဲ့အောက်ကိုနည်းနည်းခေတ်ဆွတ်လုပ်ပြီးတင်ထည့်ခြင်းနဲ့ငွေပမာဏကို hits ဆန်းငါထဲမှာရိုက်ထည့်ပါပထမဆုံးငွေထည့်သွင်းမှုအတွက်အပေါ်ကပြထားတဲ့ခလဲစခါကိုရွေးပေးရပါမယ်ပထမဆုံးငွေထည့်သွင်းခြင်းနဲ့အတူအများဆုံးတရားဆိုရဲ့တထရိုသာရနိုင်ပါတယ်ပြီးရင်အောက်ကပေါ်ဆာခလုတ်ကိုနှိပ်ပါထို့နောက်ထပ်စာမျက်နှာတစ်ခုဖွင့်လာလိမ့်မယ်ဒီမှာတန်းလေးဟန်ဆီယိုဖိလစ်ပေရာကိုရရှိပါမယ်ငွေထည့်သွင်းမဲ့ပမာဏကိုဒီနံပါတ်ကိုတွားလွှဲရပါလိမ့်မယ်ငွေလွှဲပြီးတာနဲ့စေးစင်းဆဲအော်ဒါဟာတစ်ခုကိုရရှိပါလိမ့်မယ်အဲ့ဒီစေးစင်းဆဲအော်တစ်စာကိုခါလို့လုပ်ပြီးဒီစာမျက်နှာကိုပြန်လာကစေးစင်းဆဲအော်ဒါဆန်းလာတဲ့မှာအခွဲဝင်အစ်စ်များသည်ရင်းတို့ဤပထမဆုံးအငွေတွင်နှစ်ရbonus ကိုရရှိသည်ဂျော်စီယာလောက်ပါပြီးရင်အောက်က all siren ခလုတ်ကိုနှိပ်ပါတာဆိုတင့်ကောင်းတဲ့ကိုအဲ့ဒီငွေပမာဏထည့်သွင်းပြီးဆုံးပါပြီနောက်တစ်ခုကတင်ထုတ်ခြင်းနဲ့ငွေပမာဏကို hits ဆန်းလာထဲမှာထည့်ပါအနည်းဆုံးငွေထုတ်ပမာဏ100ဆိုထည့်ဖြစ်ပါတယ်တစ်ချိန်ငွေထုတ်ခွင့်ပမာဏအများဆုံးမှာ25တူညဆိုဖြစ်ပါတယ်အောက်ကဆန်းလာထဲမှာတင် engine sensor Criteria ထည့်ပြီးထိုင်ရွယ်စကိုနှိပ်ပါတာဆိုတင်ထုတ်လို့တဲ့ငွေ exit အကောင့်တွေကိုပြန်လည်ဝင်လာပါလိမ့်မယ်အားလုံးနားလည်ပြီးလို့မျှော်လင့်ပါတယ်တင်မှာမေးမြန်းစရာတစ်ခုခုရှိရင်ဗီဒီယိုအောက်က Chivers Cafe ကမှာမှတ်ချက်ရေးနိုင်ပါတယ်